အားလုံးပဲမင်္ဂလာပါခင်ဗျာ Good Story Channel ရနဲ့အားလုံးကိုပြန်လဲကြိုးဆိုလိုက်ပါတယ်ခင်ဗျာဇလန်းလေးကိုစားလိုက်ကြရအောင်ကျမရုပ်တကူဘယ်တုန်းကမှမကြိုက်ခဲ့ပါဘူးဒါပေမဲ့တနေ့ကျတော့ထူးဆန်းတဲ့ခေတ်စားမှုတစ်ခုကြောင့်လူတိုင်းမှာအယုတ်တစ်ခုတော့မရှိမဖြစ်ကိုရှိလာကြတယ်ဒါပေမဲ့အဲ့ဒါကတာမန်အယုတ်မဟုတ်ဘူးလက်ပူပူအယုတ်ဆိုတာဖြစ်တယ်အစာအုပ်ကတော့ TikTok ကနေစတာပဲတူးဆန်းပြီးတော့ကြောက်စရာပုံလေးနဲ့အဲ့ဒီအယုံနောက်ကိုတစ်ကမ္ဘာလုံးကယူသွနေကြတယ်အထူးသဖြင့်မိန်းကလေးတွေပေါ့သူတို့ကဒီအယုံနဲ့စပီတွေရိုက်ကြပြီးတော့အမြဲတမ်းကိုနဲ့မကွာစောင့်ထားကြတယ်သမင်းစားပွဲကနေစားလို့ကြောင်းအိတ်တွေပတ်စံအိတ်တွေ Instagram TikTok ဘယ်နေရာကိုပဲကြည့်ကြည့်လက်ပူပူအယုံဆိုတဲ့နာမည်တစ်ခုပဲခေတ်စားနေတာပါတရက်မှာတော့ကျမရဲ့အချစ်ဆုံးတငယ်ချင်းရာမင်းကသူလဲလက်ပူပူအယုံတရုပ်ဝယ်လိုက်လို့အရန်ပျော်နေတယ်သူကအယုတ်ကိုရမ်းချစ်နေတာဒါကအကန့်အသတ်ထုတ်ဝေတဲ့အယုတ်ဖြစ်တယ်နေလဲတရုတ်တော့မဖြစ်မနေရှိတင်နေတဲ့ကြည့်ပါဦးဒီမှာဆိုလူတိုင်းမှာတရုတ်စီရှိကြတာပဲလို့သူကကျမကိုပြောတယ်ရာမင်းရဲ့စကားကိုကြားပြီးလူတိုင်းမှာရှိနေပြီကိုမှမရှိသေးဘူးလို့ကျမစဉ်းစားမိတယ်ဒါနဲ့အိမ်ပြန်ရောက်တာနဲ့စဉ်းစားပြီးတော့ online ပေါ်မှာရှာဖွေကြည့်တယ်ဒါပေမဲ့နေရာတိုင်းမှာရောင်းကုန်ဆိုတာကြီးပဲတွေ့ရတယ်ဘယ်နေရာကနေပဲစူးစမ်းရှာရောင်းကုန်ဆိုတာကြီးပဲကျမလည်းပင်ပန်းလာခဲ့ပြီဒါပေမဲ့နောက်ဆုံးမှာတော့စိုက်တဲ့ဆိုင်ကိုရှာတွေ့ခဲ့တယ်အရန်လဲပျော်သွားတယ်အဲ့ဒီအယုတ်ဆိုင်လေးကနည်းနည်းထူးဆန်းတယ်ဒါပေမဲ့ကျမအရန်စိတ်လို့ရှားနေတာကြောင့်ချက်ချင်းပဲအထဲကိုဝင်သွားခဲ့တယ်အထဲမှာအေးဆက်ဆက်နဲ့ထူးဆန်းတဲ့တိတ်ဆိတ်မှုတစ်ခုရှိနေတယ်ဒီအချိန်မှာကျမမျက်လုံးကလက်ဘူးဘူးအယုတ်တရုတ်စီရောက်သွားတယ်သူ့ရဲ့တက်မှာလက်ဘူးဘူးကမင်းနဲ့အတူတူအမြဲရှိနေမယ်လို့ရေးထားတယ်ကျမချက်ချင်းပဲဝယ်လိုက်တယ်အဲ့ဒီညမှာကျမအဲ့ဒီအယုတ်ကိုစပွဲစင်ပေါ်တင်ထားပြီးတော့ကိုယ်တိုင်အိပ်ဖို့ကြိုးစားနေတော့အယုတ်ကကျမကိုစိုက်ကြည့်နေသလိုမျိုးခံစားရတယ်သူ့မျက်လုံးတွေကကျမဘက်ကိုလှည့်နေတယ်လို့ထင်ရတယ်ဒါပေမဲ့ကျမမသိချင်အောင်စော်ပြီးအိပ်ဖို့ကြိုးစားခဲ့တယ်နောက်ဆုံးမှာတော့ည3 နာရီလောက်မှာကျမလန့်တို့လာပြီးတော့ထူးဆန်းတဲ့အရာတစ်ခုကိုတတိထားမိလိုက်တယ်အဲ့ဒီအယုတ်ကသူ့နေရာမှာမရှိတော့ဘူးစင်ပေါ်မှာမရှိတော့ဘူးအဲ့ဒီအစားကျမရဲ့ခေါင်းရင်းဘက်ကဘေးစပွဲပေါ်မှာရောက်နေတယ်ကျမအဲ့ဒီရုပ်ကိုကြည့်ပြီးဒါကဘလို့လို့ဒီမှာရောက်နေတာလဲလို့တွေးနေမိတယ်ကိုတိုင်များဒီနေရာမှာထားခဲ့မိသလားဒါပေမဲ့ငါလုံးဝမထားခဲ့ဘူးလေလို့တွေးရင်းနဲ့ကျမပြန်အိပ်ပျော်သွားတယ်ရန်နေငယ်ကြတော့အရန်ထူးဆန်းတာတွေဖြစ်လာတယ်ရာမင်းကအကြောင်းကိုမလာတော့ဘူးကျမစာတွေအများကြီးပို့ခဲ့ပေမဲ့တခုမှအကြောင်းမပြန်ဘူးကျမစီကသူ့ရဲ့နောက်ဆုံး message ကတော့သူတို့ရဲ့အဖွဲလိုက်ချက်ခရုတွေကိုပို့ထားတဲ့ဓာတ်ပုံမှာအဲ့ဒီပုံထဲမှာသူအရန်ပျော်ရွှင်နေပုံပေါ်တယ်ဒါပေမဲ့ဘာကြောင့်မှမသိကျမရင်ထဲမှာသူ့အတွက်ဝမ်းနည်းမှုတစ်ခုရှိနေတယ်အဲ့ဒီညမှာရာမင်းပြန်စာကိုစောင့်နေနေပဲကျမအိပ်ပျော်သွားပြန်တယ်ညလည်းမှာအကြောင်းကြားတဲ့ကြောင့်လန့်နိုးလာတော့ရာမင်းဖြစ်နေမလားလို့ထင်လိုက်မိတယ်ဒါပေမဲ့ရာမင်းစာပို့တယ်မဟုတ်ပါဘူးဒါကကျမပုံမှာကျမဘာမှမတင်ထားပါဘူးကျမဘယ်တော့မှရိုက်ခဲ့မှန်းကိုမသိမိဘူးပြီးတော့ကျမရဲ့အနားမှာအဲ့ဒီရုပ်ကထိုင်နေတယ်သူ့မျက်လုံးတွေကဖုံးရိုက်မျက်နှာပြင်ကိုဓာတ်ရိုက်ကြည့်နေတာသူကိုယ်တိုင်ရိုက်ထားသလိုပါပဲကျမကြောက်လန့်ပြီးတော့ထားလိုက်တယ်ဒါပေမဲ့အယုတ်ကဒီနေရာမှာမရှိတော့ဘူးဆိုတာကိုတွေးလိုက်ရပြန်တယ်ကျမသူ့ကိုလိုက်ရှာတယ်တကားဖွင့်ပြီးကြည့်လိုက်တော့အယုတ်ကဓာတ်ချောင်းကိုဆွဲထုတ်လိုက်တာကိုတွေးလိုက်ရတယ်ပြီးတော့သူကရေမော့ပြီးစကားတွေပြောလာတယ်လက်ဘူးဘူးအယုတ်ကကျမကိုကြောက်စရာကောင်းအောင်ကြည့်နေတယ်ပြီးတော့သူကပြောတယ်မင်းရဲ့လက်ဘူးဘူးနဲ့စောလိုက်ပါတဲ့မင်းဘာကိုကြောက်နေတာလဲလို့မေးတယ်ကျမလန့်ပြီးတော့မေ့လေသွားခဲ့တယ်ကျမမေ့လေပြီးတော့ပြန်နှုတ်လာတော့အိမ်တစ်ခုလုံးရှုပ်ပွားနေခဲ့ပါပြီဇလန်းလေးကတော့ဒီမှာပဲပြီးဆုံးသွားပါပြီခင်ဗျာ